ရှာတော့ကောက်တာနော်အေးအပေါ်မှာမအေးတီရနဲ့ဘာထုမလဲတူတူပေါ့မအေးတီရအလုံးကြီးလေဟုတ်တာပေါ့ဒီဘက်တစ်ချမ်းတော့သူကပါသွားပြီကဲမနာမရှိတော့ရပါတယ်ဟိုအတွင်းထဲမှာအဖူလေးရှိဟုတ်တယ်ဟုတ်တယ်ဒီမှာသွားနေရတယ်ဆက်လာဟုတ်တယ်သွားတပုံးနဲ့စက်ကကြဟုတ်ပြီဖူးလေးတွေ့ဆရာတွေ့ဒီမှာလေးအန်သွားရဝေးမှာဒီမှာအကြည့်ထုတ်ပေါင်းနည်းနည်းထုတ်ပေါင်းမှာအေးဟုတ်ပြီကဲရပါပြီမကျောက်တယ်ဆရာဘာလဲနေတောက်ဘာလဲနေတောက်တောက်နေဆိုတာဟိုဟာပေါ့အေးအမဟိုဟာလားအခက်ခဲပြောက်သေးတောက်လားဘုံတောက်တော့အေးငါကတောက်တယ်မလားအေးအဲ့ကြောင့်အစာရည်နေကြီးတယ်စီးကြောဘယ်တော့ရှိဘုံမရှိတော့အဲ့လိုခွဲပြီးရစီးကြပါမရှိဘူးလားစီးရင်တောက်ဆရာမလို့တော့ဘူးစားနိုင်တော့ဟုတ်ကဲ့ဟုတ်အစာမစားနိုင်ဘူးလေဘာတော့ဟိုရက်ကဆရာဟိုမှာဆက်ထိုးလိုက်ဟုတ်ကဲ့ဟာရှာမဆရာအဲ့ဘူးပေါက်သွားလို့ပြီးတွေးပြီးထွက်လာဟုတ်ကဲ့နာကျိုးပဲအောင်မေလို့လေဟုတ်ကဲ့အဲ့ဆရာကိုပြလိုက်တာဆက်ပြီးတောက်လိုက်တာတိုက်မတော့အဲ့တော့ပိုက်ကနာမည်ဘယ်လိုခေါ်လဲဒေါ်ကျင်းနွဲ့အသက်ဘယ်လောက်ရှိမှာ58နေတာကောပမာနေတာယာဟုတ်ပါဟောဒီကျွန်တော်တို့အုပ်ဖို့သားတွေမင်းလားအုပ်ဖို့သားတွေလေဗရန်လေဟုတ်တယ်လေမှာပကိုးတိုင်းထဲမှာပေါ့ဒါဖြစ်တာဘယ်လောက်ကြာပါ့ဒီမှာဒါဆိုတလားကျော်ဒီဘက်ဖြစ်တာပထမဖြစ်တာရောပထမဖြစ်တာတစ်နှစ်ကိုလားတစ်နှစ်ကိုလားခွဲထားအဲ့ဒါကောင်းတယ်ပြောဒီဘက်ရှာမခွဲတာဒီမှာရေကုန်မားကုန်တာဟုတ်တယ်နော်တောက်ပြီးအကျော်ကြီးတင်းတာပေါ့ဒီကခွဲထားဟုတ်လားဟာဒါလည်းပဲကျန်ခွဲကြတော့ခွဲဒီကခွဲတာဒီဘက်ကရှာတယ်ဒီကခွဲတာဟုတ်ကဲ့ဟောရှာလည်းခွဲရတယ်ပါပြီဆရာ300ကျင်းနဲ့ကြားကြပါရဲ့အခုလည်းကြာ600ခွာချင်းတော့မှနှစ်လလိုတော့မှအဲ့ရဖြစ်နေတာဖြစ်နေတာဆိုကိစ္စလေးသွင်းထားလားသွင်းပါဟုတ်ပါသွင်းတာဘောကြာပြီပေါ့ဘယ်နှကြိမ်သွင်းထား3ကြိမ်ပဲသွင်းတယ်ပေါ့နော်လက်ကနာအကျဉ်း30ဓာတ်ကင်တဲ့အကျဉ်း30အဲ့တော့မှအကင်းမသိဘူးနော်တစ်ဖက်ပြန်ပေါ့ဒီကသွင်းရတယ်ဆရာရဲ့ဒီမှာငါဘူးကျင်တော့ဘူးကောင်းတော့ပါနော်ကျွန်တော်အတန်းတော့တစ်ခုပေးမယ်ပူနဲ့နော်ရှာမသွေးထွက်တဲ့အဲ့မအေးသေးတာပို့ဆိုးတယ်ရီတော်မြူစားတော့မရဘူးသူတော်မှအူစားနေတော့နေဖြစ်သွားပြီအမကသူ့တဲ့ကနေတော်တယ်သူကပြေးသွားတာဟုတ်ပါဘူးချောင်းအဲ့မှာချောင်းဆိုးသေးတယ်ချောင်းဆိုးသူ့ဒီပါလာဒီမှာလာခွေခွေလေးဟုတ်ပဲချောင်းပဲဆိုးပဲဟိုကချောင်းသေးတယ်